အားလုံးပဲမင်္ဂလာပါအခုကျွန်တော်ပြောမယ့်အကြောင်းအရာတော့ကျွန်တော်အကြောင်းပါအခုကျွန်တော်အကြောင်းကတော့ကျွန်တော်နာမည်ကတော့မောင်မြင့်တော်ခါပါအသက်ကတော့19နှစ်ရှိပါပြီကျွန်တော်ကဘယ်ကျောင်းမှာတက်လဲဆိုရင် DBS ကျောင်းမှာတက်ပါတယ်DBS သူဝနမှာတက်ပါတယ်ကျွန်တော်မိဘနာမည်ကတော့ဖေဖေဦးထုံးလေးမြင့်ဖြစ်ပါတယ်အမေနာမည်ကတော့အမေတော်ချုံမာဆိုပဲဖြစ်ပါတယ်ဘာကြောင့် YouTube ကိုစိတ်ဝင်စားလဲဆိုရင်အခုကျွန်တော်က YouTube ထဲမှာကျွန်တော်တို့ကြိုက်တဲ့အဲ့ဒီ game တွေလည်းကြည့်တယ်အဲ့ဒီ game တွေထဲမှာကျွန်တော်ကြိုက်တဲ့အဲ့ဒီ game ထဲမှာ ninja game တွေလည်းရှိတယ်နောက်တော့ဘူဘူလည်းကြည့်တယ်ကျွန်တော်ကတချင်းတွေလည်းကြည့်တယ်เนาะHD လည်းကြည့်ဖြစ်ပါတယ်ကျွန်တော်က HD ဖြစ်ဖြစ်ပါတယ်HD ရောကြည့်ဖြစ်တယ်အဲ့ HD ထဲမှာဘယ်သူကြိုက်ဆုံးလဲဆိုကျွန်တော်ကြိုက်ဆုံးကဂျူရီယာပါဂျူရီယာကိုအကြိုက်ဆုံးဖြစ်ပါတယ်အဲ့ဒီဂျူရီယာကတော့အတန်းကတော့ကောင်းတယ်သူ့အတန်းကတော့ချစ်စရာလေးပေါ့နော်ဂျူရီယာအတန်းချစ်စရာလေးဒါကြမ်းမလို့ HD ယူထားတာပါကျွန်တော်ရဲ့စိတ်ဝင်စားမှုကတော့ထိုင်းသမိုင်းပေါ့ထိုင်းသမိုင်းရဲ့ထိုင်းနိုင်ငံရဲ့ရိုးရာဓလေ့တွေရဲ့ရှိပါတယ်ထိုင်းနိုင်ငံရဲ့ရိုးရာဓလေ့တွေမှာထိုင်းရိုးရာကရောထိုင်းလူမျိုးတို့ရဲ့အောက်လန်းနီးပညာတွေလည်းရှိတယ်အထက်ထဲပညာတွေလည်းရှိတယ်မျက်နှာဖုံးတွေမှော်မျက်နှာဖုံးတွေလည်းရှိပါတယ်ထိုင်းနိုင်ငံမှာမှော်မျက်နှာဖုံးတွေကိုအဲ့လိုစုပ်ပြီးတော့အဲ့ဒါကိုတက်ပြီးတော့ကြည်ရတာစိတ်ဝင်စားတယ်ထိုင်းသမိုင်းထဲမှာအယုဒ္ဓယဘုရင်နာရီဆွန်ရဲ့အကြောင်းကိုလည်းစိတ်ဝင်စားပါတယ်အဲ့နာရီဆွန်ဆိုတာထိုင်းတို့ရဲ့ဘုရင်မျိုးစားပဲဖြစ်တယ်ထိုင်းနိုင်ငံမှာရှိတဲ့ဘုရင်အကြောင်းလည်းကြည့်ခဲ့ပါတယ်နရဆန်ဆိုတာကထိုင်းလူမျိုးတို့ရဲ့ဘုရင်ပါအဲ့ဒီဘုရင်တွေကိုသူတို့ကလောက်ချီပြီးတော့ယုံသေးပြတာတွေရှိကြသလိုတို့ဗမာဘုရင်နဲ့ယုံသေးပေးကြတယ်ယုံသေးပေးတာပေါ့ဒါရဲ့ကျွန်တော်ရဲ့ဝါဒနာကကြတော့ဘတ်စကတ်ဘောဝါဒနာပါဘတ်စကတ်ဘောလဲစော့တတ်ပါတယ်အကျဉ်းနေတဲ့ဆိုပစ္စည်းတွေကကြတော့ enemy အယုတ်တွေပါ enemy အယုတ်တွေကြိုက်တယ်အဲ့ Prime One Studio ကအဲ့ရုပ်ထုလေးတွေကြိုက်တယ် GND Studio ရဲ့ရုပ်ထုတွေကြိုက်တယ် Queen Studio ရဲ့ရုပ်ထုလေးတွေကြိုက်တယ် Queen Studio ကရုပ်ထုလေးတွေကplastic နဲ့လုပ်ထားပါတယ်ကျွန်တော်အကြိုက်ပေါ့ကျွန်တော်ရဲ့အယုတ်ကလေးပါကျွန်တော်အကြိုက်ဆုံးကတော့နိုင်ငံကထိုင်းနိုင်ငံပေါ့ထိုင်းနိုင်ငံမှာရှိတဲ့ယိုးရီးယားနိုင်ငံပေါ့ယိုးရီးယားနိုင်ငံမှာယိုးရီးယားလူမျိုးတွေရဲ့နိုင်ငံတွေပေါ့ယိုးရီးယားလူမျိုးတွေကအကုန်လုံးသူတို့ထိုင်းဘလူးတွေကိုလည်းကက်တာပေါ့နော်ထိုင်းနိုင်ငံကိုလည်းကြိတ်ပါတယ်အကြိုက်နေတဲ့ဆုံးရဲ့အစားအစာကတော့ဝတ်သားချက်သားဝတ်မင်းပေါင်းဝက်နက်ကက်ပြီးတော့မှချက်စီသမင်းအစုံပေါ့အစုံကြိုက်တဲ့ဟာပဲကြိုက်တယ်ကျွန်တော်ရဲ့အကြိုက်ဆုံးဝတ်စုံကတော့ရှေး Victorian တွေဝတ်တဲ့ဝတ်စုံတွေပေါ့ရှေး Victorian ဝတ်စုံတွေဆိုရင်ကျွန်တော်အကြိုက်ဆိုရင် Victorian ဝတ်စုံတွေလည်းဝတ်ပါတယ်ဒါပေမဲ့ဝတ်ချင်ပါတယ်အဲ့ Victorian ဝတ်စုံကတော့ရန်ကုန်တစ်မျိုးလုံးဝတ်ပြစေချင်တာ TikTok ရိုက်ပြီးတော့ဝတ်ပြစေချင်တယ်လည်းဝတ်ချင်တယ်ဒါမဲ့ဥရောပဆိုတာမှားမှာဆိုတော့ကျွန်တော်တို့စီမှာတော့ပတ်စံတွေကလိုနေလို့ခုမွဲဖြစ်တာပါနောက်ပြီးကြရင်တော့ TikTok ရိုက်ပြီးဝယ်ပြီးပြပေးပါမယ်โอเคနောက်ဆိုရင်subscribe လုပ်ဖို့တော့မမေ့ပါနဲ့ဟုတ်เนาะအခုကျေးဇူးအများကြီးတင်ပါတယ်တဒါ